အားလုံးမင်္ဂလာပါဒီနေ့ရတယ်ချမကျော်လေးကြော်မှာဖြစ်ပါတယ်ချမကျော်လေးမှာကျက်သွဖြူနေနဲ့စီတက်ပါမယ်စနမုတ်လေးနည်းနည်းထည့်ပါမယ်ကျက်သွဖြူနေရဲ့စနမုတ်လေးရဲ့အပိလေးနည်းနည်းထည့်ပါမယ်ကျက်သွဖြူနေလေးညီလာပြီဆိုလို့ရှိရင်ဒီမုတ်လေးထည့်ချမှာဖြစ်ပါတယ်ဒီမုတ်လေးထည့်ပါမယ်ဒီမုတ်လေးထည့်ပါမယ်ဒီမုတ်ထည့်ပြီးဆိုရင်ဒီမှာပဇွန်ရဲ့ပဇွန်6လေးရဲ့ဖြစ်ပါတယ်ငပြိုင်လေးနည်းနည်းထည့်ပါမယ်ငပြိုင်လေးနည်းနည်းထည့်ပါတယ်စမိုးလေးနည်းနည်းထည့်ပါမယ်မရက်လေးထည့်ချပါမယ်ချင်းလေးနည်းနည်းထည့်အောင်ပြားလေးနည်းနည်းထည့်ပါမယ်တကြားထည့်လိုက်ရပါတယ်မကျော်ရီကတော့တဖြည်းဖြည်းတော့နွမ်းလာပါပြီစီပြန်အောင်ထားမှာပါညီခန့်အောင်လုပ်ဖတ်ခန့်အောင်6လေးကြော်မှာပါမကျော်ရီစီတော့ပြန်လာပါပြီ6အောင်ထားပါအောင်နော်မကျော်ရီကတော့တော်တော်လေး6လာပါပြီချမကျော်လေးကဒီနေလေးဆိုရပါပြီချပါမယ်ချလို့ဒီမှာကျက်သွဖြူလေးနဲ့ငေးသေးသေးလေးထည့်ချပါမယ်ကျက်သွဖြူငေးသေးသေးလေးထည့်တိုင်းမှုေးပါရဲ့ဟိုနှစ်သက်တယ်ထည့်လို့ရပါနော်ကြိုက်မှထည့်ပါအဲ့လိုကောင်းတဲ့ချမကျော်လေးဒီ6လေးကြော်ရင်ထားခံပါတယ်စားလို့အရင်ကောင်းတဲ့ချမရဲ့ကြော်လေးတစ်ခွက်ရပါပြီရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်